မြင်ထားတဲ့တွေးထားတဲ့ကိုယ့်ရဲ့အကူကဘယ်လိုလဲကိုယ့်ရဲ့ညီမကဘယ်လိုလဲအဲ့ဒီဟာတွေနဲ့အခုဒီမှာအချင်းချင်းပြန်ပြီးတော့မှတိုင်ပင်ကြမယ်ပြောကြမယ်ပြီးရင်ကိုယ့်ရဲ့ action flow ကိုအတူတူချိန်ကြမယ်အဲ့တော့ဆိုတော့အဲ့ခါလေးတွေမှာကျွန်တော်အားလုံးအဝတ်ကြပြအောင်ကြိုးစားပေးနေခြင်းနဲ့အဲ့လိုမျိုးလေးပဲကြားပြရအောင်နော်ဒါလေးကတော့ပုံလေးပုံနေတဲ့ဟာလေးတွေတရားလေးကြည့်ပြီးတော့ဒီဘက်လေးကပ်တော့ခြေတော်လေးချောင်းတော့အသက်တက်ရမယ်သမီးရဲ့အန်ဆွဲလေးလည်းလုပ်ရမယ်ဒီပေါ်ကဒီမျက်နှာပြင်နေရတော့ဖေဖေတို့မသုံးတော့တဲ့ဒီမင်းဆွဲဝိုင်းအောင်လေးပဲပြပြန်သုံး သမီးစာကြည့်စပွဲဆိုပေမဲ့မိသားစုစပွဲလေးနဲ့တော့တူတယ်နော် ဒီဆွဲဟောင်းလေးကအမတ်တရရဲ့အများကြီးရှိတော့ပြီသမီးရဲ့ အဟောင်းနေပြင်စားတဲ့အလုပ်ကရီမန်းချက်တွေပါတယ်နဲ့ကြီးကျယ်လာပြောနေတာမိဘဆန္ဒထက်ပိုပြီးမင်းကလေးဖြစ်တယ်เนี่ยဒါလောက်မှမလုံးနိုင်ဘူးလားဟမ် ဒီလောက်လုပ်ချင်လားလုပ်ချင်ထွက်သွား ဖေတော့အတန်ကြားတယ်သူကလှည့်ကြည့်လိုက်တယ်ဒီနားလေးမှာဒီသမီးလေးကပြေးတာပြီးတော့နှစ်ယောက်အဲ့လိုစုံနေအစင်းလေးပေါ့နော် ဒီကတက်တီကောင်းတဲ့စတီးတယ် ပါရီသက်တီကောင်ပြောပေါ့ ဒီမှာဖေဖေကိုရဲ့တစားတွေတိုင်တစားစိတ်သွားတာ ဟမ် မိလက်ထဲမှာ ပြန်စသမီး တရားနဲ့တရားကြည့်နေတာโอเคโอเค အဲ့ဒါဆိုအပေါ်မှာပဲအောက်လိုက်တော့ပဲ အဲ online တော့ online တော့ 3 2 1 action ဇာလီနဲ့လည်းဖြတ်ထား